တွေ့ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါနော်နာမည်တရ17လ25ပေါ့နော်ကျင်း20အတွက်ဒီနေ့လည်းတဲတစ်ခွက်ထပ်ပြီးတော့ရှာတွေ့ထားတယ်ဒါတို့တရားလေးတဲ့တော့ပေါ့နော်ဒါဆိုလို့ရှိရင်သွားရအောင်နော်ထိတ်ကိုအရင်ဆုံးသွားမယ်ထိတ်လေပိတ်ပေါ့နော်ဒဲဆိုတဲ့အတွက်ကြောင့်ဒီမှာရှက်9နော်ပြီးတော့လို့ရှိရင်ဒီမှာရှိတယ်3ပေါ့နော်ကဏ္ဍလေးတွေကထပ်နေတဲ့ကြောင့်မဝိုင်းပြတော့ဘူးเนาะရှက်5ပေါင်းတော့3ပေါင်းတော့ပေါင်းချင်း6နော်နောက်ထပ်တစ်ချိန်မှာလည်းဒီကဏ္ဍလေးပဲယူရပြချင်မဝိုင်းပြတာနော်ရှုပ်သွားမှာဆိုလို့3 5 9ဟုတ်ပြီနော်3 5ပေါင်းတော့8 8 9ရပေါင်းတော့ပေါင်းချင်းခွန်6ပြီးတော့ခွန်ဆိုတော့အောက်ကိုစင်းတူတော့ခွင့်တူသွားမယ်ဒါဆိုဒီတက်ခါ9ခွန်ဒီမှာလာမယ်ထိတ်စီတစ်လုံးနော်3လုံးပေါင်းမယ်ဆိုရင်6ကို1တိုးတော့ခွန်ကို1တိုးတော့ဒီမှာ3လုံးပေါင်းရင်သူကပေါင်းချင်း8ဖြစ်ကြမယ်နော်ဒါဆိုရင်6ခွန်ပေါင်းတော့ပေါင်းချင်း6နောက်တစ်လုံးနဲ့ပေါင်းရင်8ဆိုတဲ့ကြောင့်နှစ်ထည့်မယ်6ခွန်ပေါင်းတော့6နှစ်ပေါင်းတော့ဒီမှာလို့ခြင်းနဲ့ပေါင်းချင်း8ဆိုတာကိုရလာပြီပေါ့နော်ဒါဆိုရင်ဒီဘက်မှာပေါ့နော်အလဲတိုင်းလေးကိုဆက်ပြီးတော့သွားကြမယ်နော်ဒီမှာနော်အလဲတိုင်းကကြာတော့ဒီမှာ5 6နှလုံးပေါင်းတော့ပေါင်းချင်း1နော်4ခွန်နှလုံးပေါင်းတော့လည်းပေါင်းချင်း1နော်ဒါဆိုရင်9ရက်ဒီမှာလာမယ်အလဲတိုင်းတစ်လုံးရဲ့နှလုံးပေါင်းမယ်ဆိုရင်ပေါ်မှာပေါင်းချင်း1ပေါင်းချင်း1ဖြစ်တဲ့ကြောင့်မလို့ဒီမှာလည်းနှလုံးပေါင်းရင်ပေါင်းချင်း1ပေါ့နော်ဒါဆိုရင်6ရှိပြီးသားနောက်တစ်လုံးနဲ့ပေါင်းရင်1ဆိုတဲ့ကြောင့်2ထည့်မယ်6နှစ်ပေါင်းရင်ပေါင်းချင်း1ဆိုတာကိုရလာမယ်နော်ဒါဆိုလို့ရှိရင်အခုဆက်ပြီးတော့သွားရအောင်နော်ဒီမှာရှိတဲ့6ရဲ့ဒီမှာရှိတဲ့6ရဲ့နှလုံးပေါင်းမယ်6ပေါင်းတော့ပေါင်းချင်း2ဆိုပြီးတော့ရမယ်နော်ဒါဆိုဆက်သွားမယ်ဒီမှာ4ဒီမှာ8နှလုံးပေါင်းတော့လည်းပေါင်းချင်း2ဒီမှာပေါင်းချင်း2ဒီမှာပေါင်းချင်း2ဆိုတော့ကြောင့်မလို့ဒီမှာရှိနေတဲ့9ရဲ့ဒီမှာလာမယ်ခဏပေါ့နော်နှလုံးပေါင်းမယ်ဆိုရင်လည်းသူလည်းပေါင်းချင်း2ဖြစ်မယ်2ပေါ့နော်ဒါဆိုလို့ရှိရင်6ရှိပြီးသားနောက်တစ်လုံးနဲ့ပေါင်းရင်2ဆိုတော့မလို့3ထည့်မယ်6 3ပေါင်းရင်ပေါင်းချင်း2ဆိုတာကိုရလာပြီပေါ့နော်ဒါဆိုလို့ရှိရင်ညီမတို့နော်ကစားရမယ်ခဏလေးထွက်လာပြီနော်တရက်17လ25ပေါ့နော်20ချိန်မှာထည့်ပြီးကစားရမယ်ခဏလေးတစ်ခွက်ကတော့2ထိပ်2အလဲတိုင်းနဲ့3ကပိတ်ပေါ့နော်2 3ဆိုပြီးတော့ရှာတွေ့ထားပါတယ်ဒါညီမရှာတွေ့ထားတဲ့ခဏလေးကိုဆက်ပြခြင်းဖြစ်ပါတယ်အခုတို့မတို့အကြိုက်တူမကြတဲ့သမီးဆိုလိုက်ပြီးတော့ကစားကြပါအားလုံးပဲလာမဲ့ပတ်မှာအဆင်ပြေကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်